တပည့်တော်ကအပြစ်ပိုကြီးလောက်တယ်ဖေဟာတဲ့အမေကိုရိုက်လို့အဖေကိုလက်သီးနဲ့ဝင်ထိုးခဲ့ဘူးတယ်17နှစ်သားကပေါ့တဲ့သားတွေသမီးတွေတော်တော်များများကအမေဆိုရင်ပို့ပြီးတော့ချစ်ကြတယ်ဘာဖြစ်လို့ချစ်ကြတာလဲလို့ဆိုရင်အမေရင်ခွင်မှာကြီးခဲ့ကြတယ်အမေတို့ကိုစို့ပြီးတော့မှကြီးခဲ့ကြရတဲ့ပုံကိုယ်တွေဖြစ်တာကြောင့်အမေဆိုတဲ့ပုံကိုယ်ကလည်းပဲနှလုံးသားကအမတန်ကိုနှုညံ့တယ်ဒါကြောင့်မို့လို့အမေကိုဆိုရင်သားတွေရောသမီးတွေရောပို့ပြီးတော့ချစ်ကြတယ်အဖေကိုတော့ချစ်တဲ့သူရှားတယ်ဗျအဖေဟာလူချမ်းကြီးအဖေဟာလူချမ်းတဲ့နေရာမှာတရုပ်ဆောင်နေရတဲ့ပုံကိုယ်ကြီးဆိုတော့အဖေကိုတော့ချစ်တဲ့သူကရှားပါတယ်ဟိုတနေ့ကဆရာတော်ဥပညာဝါဒဟောထားတဲ့တရားလေးကိုဘုံဘုံနာလိုက်ရတော့ဆရာတော်ကဘာဟောထားတုံးဆိုတော့အမေတွေကဘိုက်နဲ့လွယ်တယ်တဲ့အဖေတွေကခေါင်းနဲ့လွယ်တယ်တဲ့ဒီသားဒီသမီးလေးတွေကိုယ်ဝန်ဆောင်ထားရစဉ်ကလေးကအဖေတွေကခေါင်းနဲ့လွယ်ထားရတယ်ဘာတွေလဲဆိုတော့ဒီသားသမီးလေးတွေမွေးလာရင်ဒီသားသမီးလေးတွေကိုဘယ်လိုရှာကျွေးရမလဲသူတို့ဝတ်ဖို့သူတို့စားဖို့နေဖို့ထိုင်ဖို့ကျောင်းစရိတ်အကုန်လုံးအစစအရာရာအဖေကခေါင်းနဲ့ထွေးရတယ်ဒါကြောင့်မို့ဒီသားသမီးတွေအတွက်ကိုအဖေကခေါင်းနဲ့လွယ်ရတယ်လို့ပြောခြင်းဖြစ်ပါဒါကိုအမေတွေကသိရမှာဗျမိကောင်းဖခင်တဲ့အမိကောင်းမှာအဖကိုခင်တယ်ဆိုတဲ့စကားလေးရှိပါတယ်ဖုံဖုံငယ်လေးကဖုံဖုံရဲ့အဖေကစိတ်ကြီးပါတယ်စနေသားသားရဲ့သမီးတွေကိုလည်းပဲရိုက်တယ်လူချမ်းကြီးပေါ့အဲ့လိုရိုက်တဲ့အခါမှာဖုံဖုံတို့တွေကဘာလို့အဖေကရိုက်ရတာလဲအမေဆိုရင်ဖုံဖုံတို့ကိုမရိုက်ပါဘူးအခုမှအသက်ကြီးမှပြန်စဉ်းစားမိတာကကိုယ်တိုင်လည်းပဲအဖေနေရာမရောက်ပေမဲ့လို့ဆရာသမားနေရာကိုရောက်လာတဲ့အခါမှာဒါဆရာသမားနေရာရောက်လာတဲ့အခါမှာကိုသားကိုသမီးအရွယ်တပည့်ငယ်လေးတွေရလာတော့ကိုယ်တိုင်လည်းပဲဒီလိုလေးတွေဆုံးမဖြစ်ပါတယ်မိသားစုထဲမှာကြောက်ရမဲ့လူတယောက်ကတော့ရှိမှဖြစ်မှာပါအမေကတော့ပြောစရာမလိုဘူးသားသမီးတွေကိုဘာပဲဖြစ်ဖြစ်အလိုလိုက်တယ်အကြိုက်ဆောင်ပေးတယ်အဖေကတော့အဲ့လိုမဟုတ်ဘူးခတ်တင်းတင်းခတ်မှမှာပဲဒီလိုပဲနေလေးရှိပါတယ်အဲ့တော့နေတော့အဖေတစ်ချက်ပြောလိုက်ရင်အဖေတခွန်းပြောလိုက်ရင်ဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်ဆိုတော့သားသမီးတွေအကုန်လုံးကြောက်ကြရတယ်အဖေကိုပေါ့နော်အဲ့တော့အဖေကတခါတလေကြရင်တောက်တာစားတာလေးလည်းပဲရှိချင်ရှိမှာပေါ့အဖေတိုင်းကိုတော့မဆိုလိုပါဘူးဘုံဘုံရဲ့အဖေကတော့အတောက်စားမရှိပါဘူးဒါပေမဲ့စိတ်ကြီးတယ်တခါတလေကြရင်ဘုံဘုံရဲ့မဲတော်ကိုစူတယ်ရိုက်မယ်နဲ့မယ်တွေလှုပ်တယ်ပေါ့အဲ့ဒီလှုပ်တဲ့ခါကျရင်ဘုံဘုံတို့ကလည်းစိတ်ဆိုးတယ်ကို့အမေကိုကြည့်တော့စိတ်ဆိုးတာပေါ့အမေတဲ့ကျွန်တော်ကတော့မကျင်တာဘူးအဖေဒီလိုလုပ်ရမလားဒီလိုအနိုင်ကျင့်ရမလားသူခွန်အားကြီးတိုင်းကျွန်တော်တို့ကိုအနိုင်ကျင့်ရမလားဘုံဘုံတို့ကဒီလိုပြောပြတော့အမေကသာပြပြောလို့ဆိုတော့ငါသားတဲ့နင့်အဖေကိုစိတ်မဆိုးနဲ့တဲ့နင့်အဖေကနင်တို့မမွေးခင်ကလေးကငါဘိုက်ထဲမှာလွှဲထားရစဉ်ကလေးကနင်တို့အတွက်ကိုတွေးပေးနေရတာနင်တို့ဝတ်ဖို့နင်တို့စားဖို့နင်တို့ထိုင်ဖို့အားလုံးအဆင်ပြေအောင်နင့်အဖေကတွေးပေးနေရတာတဲ့အခုနင်တို့ကိုမွေးဖွားလာတော့လည်းပဲလူတစ်လုံးသူတစ်လုံးသူများနဲ့တန်းတူထားနိုင်အောင်မင်းအဖေကမောမောပန်းပန်းနဲ့ရှာဖွေကျွေးမွေးရတာတဲ့အဲ့ဒီကျေးဇူးတရားလေးကိုထောက်ပါသားရဲ့တဲ့အမေကိုဆဲတယ်အမေကိုစူတယ်အမေကိုကြိမ်မောင်းတယ်ဆိုတာအမေကိုကြွေးပါလို့လည်းပဲဖြစ်ချင်းဖြစ်နိုင်တယ်တဲ့အမေအဖေကိုမင်းတို့တွေစိတ်မဆိုးကြနဲ့အမေအဖေကမင်းတို့ရဲ့ကျေးဇူးရှင်ကွဆိုတော့အမေပြောလိုက်တဲ့စကားကြောင့်မို့ဘုံဘုံတို့တွေအဖေပေါ်မှာချစ်တတ်သွားတယ်ပြောချင်တာကမိကောင်းဖခင်ဆိုတာအဲ့ဒါကိုပြောတာဖြစ်ပါတယ်အားလုံးကလည်းပဲယောက်ျားတွေပဲဗျာကိုချင်းစာကြည့်ယောက်ျားဆိုတဲ့အမျိုးကမာနသိပ်ကြီးတယ်မာနသိပ်ကြီးတယ်ဗျာဘယ်လောက်ထိမာနကြီးလဲလို့ဆိုရင်အဖေကလည်းပဲကျွန်တော်တို့ကိုချစ်တဲ့အကြောင်းလေးကိုဖွဲ့ဖွဲ့နဲ့မပြောခဲ့တယ်လို့ကျွန်တော်တို့ကလည်းပဲအဖေအကြောင်းကိုအဖေကိုချစ်တယ်လို့တခါမှမပြောခဲ့ကြဘူးမာနကြီးကိုပြောပါတယ်ဒါကြောင့်မို့မိကောင်းဖခင်ဆိုတဲ့စကားလေးရှိပါတယ်မိခင်တွေအနေနဲ့လည်းပဲဖခင်ဖြစ်တဲ့သူကလုပ်ငန်းကိုင်ငန်းတွေအဆင်ပြေလို့စီးပွားရေးတွေအဆင်ပြေလို့အဆင်ပြေချုံးပွေလာပြီဆိုရင်တော့ငွေကြီးတွေဝဝတီတီသုံးနိုင်ပြီဆိုရင်တော့ဘာမှမပြောပေမဲ့လို့ဟိုအဖေတွေများစီးပွားရေးအဆင်မပြေဘူးငွေကြီးတွေမပြည့်စုံတော့ဘူးပတ်စံလုံငေါငေါမပေးနိုင်ဘူးဆိုရင်အဲ့ဒီမိန်းမတွေရဲ့ပါဇက်ကလည်းပွားစီဆိုတော့ဘယ်သူခံကျင်မှာလဲဗျာဒါယောက်ျားသားအချင်းချင်းပဲတည်တယ်ကိုချင်းစာချီပေါ့
ကိုချင်းစာကြည့်ပါကိုချင်းစာကြည့်ရင်သိပါလိမ့်မယ်ဒါကိုယ့်ရဲ့မိန်းမပြောနဲ့ကိုယ့်ရဲ့ချစ်သူကကိုယ့်ကိုပွားစီလာပြောရင်တောင်မှကိုကြိုက်ရဲ့လားပြန်ပြီးတော့မှစဉ်းစားကိုယ့်ရဲ့အဖေကလည်းပဲလုပ်ငန်းကိုင်ငန်းထဲမှာအစင်မပြေလို့လူမှုရေးအရာရောစီးပွားရေးအရာရောဒီသားဒီသမီးတွေကိုခေါင်းထဲမှာတွေးရတဲ့အတွေးတွေရောခေါင်းချောက်ပြီးတော့မိမကပွားစီလာလုပ်မယ်ဆိုရင်သူတို့လည်းပဲစိတ်ဆိုးမှာပဲစိတ်ဆိုးမကစိတ်ဆိုးရင်ထရိုက်မှာပဲဒါဟာယောက်ျားသားတွေရဲ့ခံစားချက်ဖြစ်ပါတယ်အဲ့ဒီခံစားချက်တွေကိုသိရမှာဖြစ်ပါတယ်မိခင်များကလည်းပဲအဲ့ဒီသဘောတရားတွေကိုသားသမီးတွေကိုနားလည်အောင်ပြောပြရမှာဖြစ်ပါတယ်ဖခင်ကရွက်လေကြီးနဲ့တူတယ်ဖခင်လော်တဲ့ရွက်လေကြီးမှာပုံမုံတို့တွေမိသားစုတွေအကုန်လုံးသားတဲ့သမီးတွေကပျော်ပျော်ပါပါကြီးစီးခဲ့ကြတယ်ကို့အလဲကိုလော်ရတော့မယ်ဆိုတော့အကုန်လုံးဟာသူလော်မလို့ကိုလော်မလို့နဲ့ဒီလိုဖြစ်နေကြတယ်ဒါကြောင့်မို့ဖခင်လော်တဲ့လေပေါ်မှာစီးခဲ့ကြတဲ့အားလုံးဖခင်ရဲ့ကျေးဇူးတရားတွေကိုနားလေသဘောပေါက်ပြီးတော့ဖခင်ကြီးကိုမပြင်းမစော်ကားကြပါနဲ့အမေများကလည်းပဲသားသမီးတွေကိုပြောပြပါမိကောင်းဖခင်ဖြစ်အောင်ကြိုးစားနိုင်ကြပါစေခင်ဗျာအားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေ